မမိုးပြောလို့ထားနာတဲ့လူတွေလို့နော်ထမင်းစားပြီးကြည်ရဲ့ဆိုလို့စရင်ဇူးတင်တဲ့ပို့ကိုလူလိုဖတ်လူကမွေလူစကားပြောနော်လူကမမွေတဲ့အတွက်ကသူတို့နဲ့အတွင်တူတဲ့လူတွေကဟာလားသူတို့စရိုက်တိုင်းပဲဆဲတယ်ပြောတယ်နော်သူတို့ကဘယ်သူဘက်မှလည်းမပါဘူးဘသူဘက်မှလည်းမရက်တည်ဘူးသူတို့လည်းပလိုက်တာလောက်တာပဲဒါပေမဲ့ကိုနိုင်တဲ့ချွေးနေစာနဲ့ကိုနိုင်တဲ့ဘက်ကပဲလှူပါတယ်နော်နာမည်လည်းမလို့ဂုံပုတ်လည်းမလို့နော်ဘဒုစီရမှလည်းအလှမခံဘူးနော်အလှခံတယ်ဆိုတာကျူလာလောင်ဝန်းတက္ကသိုလ်မှာတက်နေတဲ့ဦးစင်းတွေအတွက်ဇူးကိုတိုင်းလည်းလှူတယ်ဇူတို့မဟာမိတ်မိသားစုတွေကိုလည်းတက်နိုင်သလောက်လှူကျင်တဲ့လူတွေနှိုးစော်တယ်နော်ရှိရသားသမီးဈေးလေးနည်းနည်းရောင်းပေးတယ်အဲ့ရတဲ့အမျက်နဲ့ဇူရဲ့ချွေးနေစာနဲ့လှူပါတယ်နော်မဟာမိတ်မိသားစုဖွင့်လာတာ9နှစ်ကျော်ပြီတခါမှလည်းလိုင်းမော့တင်ပြီးပြောတခါမှလည်းမပြောဘူးနော်နိုင်ငံရေးဆိုတာလေရှစ်လေးလုံးအရေးတော့ဘုံတော့လောက်သွားတဲ့လူတွေကြည့်ဘာသာမှမကြောက်ဘူးနော်ဒီအာနာသိမ့်ပြီးမှလူတိုင်းကသူ့ရည်ရွယ်ချက်နဲ့နော်သူ့လေလို့သူလှုပ်စားတယ်နော်သူ့လေလို့သူစီးပွားဖြစ်တာမနာလို့စရာမရှိဘူးပလိုက်တာလောက်တဲ့လူတွေတဲ့ဒီလိုပဲဒီပတ်ဆောင်ကိုတုံးပါတယ်နော်ဒီပတ်ဆောင်ကိုစားပါတယ်ပြောတိုင်းဘသူကမှချီကြွားကားတွေစီဘိုးတွေထမင်းဘိုးတွေနော်ကိုအိတ်တဲ့စိုက်ဘသူမှမလုပ်ကြဘူးနော်အရှင်းဆုံးပြောသာသနာရေးမှာလည်းဒီလိုပဲနော်အများအတွက်လုပ်တဲ့လူတွေကကောင်းတဲ့ဘက်ကမြင်ရင်ကောင်းတယ်လေလူတယောက်ကိုအပြစ်ချပြီးတိုက်ခိုက်နေတယ်ဆိုတာဒါပလိုက်တာလုပ်တဲ့လူတွေမခေါ်ဘူးဒါပြောမဲ့ဆိုလို့ရှိရင်သူများကိုဟာလားနှိတ်ချပြီးတော့သူများကိုဝေဖန်တိုက်ခိုက်နေတာ ਨੇ ဆိုရင်အတင်းပြောတာလည်းတူတူပဲနော်လူတိုင်းကအများအတွက်လုပ်တဲ့လူတွေကဘဒုမှမတိုက်ခိုက်ဘူးသူလဲသူ့အကြောင်းနဲ့သူကိုလဲကို့အကြောင်းနဲ့ကိုနော်ရက်တီပြီးတော့အဖက်ဖက်ကနေဒီနိုင်ငံအတွက်ကိုပန့်ပိုးနေကြတာလေနော်ဟိုလူကဘယ်နဲ့သိမ်းရသွားလို့ငါမနာလို့ဒီလူကိုဆဲလိုက်မယ်ဒီလူဘာဝတယ်ဆိုလိုက်ရင်အဲ့ဒီလူကပလာဟိတမဟုတ်တော့ဘူးနော်လူတိုင်းကအခုပြောမဆိုရင်ထိုင်းရောက်တဲ့ရွှေမြန်မာဒီမှမဟုတ်ဘူးနော်မြန်မာနိုင်ငံမှာရှိတဲ့ပလာဟိတတွေမှမဟုတ်နိုင်ငံတိမှာရှိတဲ့လူသားတိုင်းဟာကျမတို့ရဲ့အမိမြန်မာနိုင်ငံအတွက်ဆိုရင်ဘယ်ဘက်တောက်ကဖြစ်ဖြစ်မပါဝင်ပဲမကူညီပဲနဲ့ဘသူကရှိကြလဲဒီအာဏာမသိမ်းခင်တည်းကနော်ကျမတို့နိုင်ငံကြီးကိုနော်ပြည်ပမှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမတွေနော်မြန်မာလူမျိုးတွေကသူတို့ချွေးနေစာနေလှူတာလေဒါနိုင်ငံရေးပဲဒါမိသားစုကိုပန့်ပိုးတယ်အမိနိုင်ငံအတွက်ကိုတထောက်တဲ့နေရာလှူတယ်ဒါကိုဟိုလူမကောင်းကြောင်ဒီလူမကောင်းကြောင်အပုတ်ချနေလို့ဆိုရင်ဒီလမ်းကြောင်းကြီးကဖျောက်ပါမလားဒီနိုင်ငံကြီးကရောတိုးတက်မလားနော်အခုလိုမျိုးအဲ့လိုမျိုးတွေဖြစ်လို့ကျမတို့နိုင်ငံကျမတို့လူမျိုးတွေပြည်ပမှာဘယ်လောက်ထိအနှိမ်ခံအစော်ကားခံနေရလဲဆိုတာအောက်ခြေလူဒန်းစားတွေကပဲသိပါတယ်နော်အများအတွက်ဆိုပြီးတော့ကိုယ့်အိတ်တဲ့ကိုကောက်ထည့်ပြီးချမ်းသာနေတဲ့လူတွေနော်စိန်ရှိနေတဲ့လူဒန်းစားတွေအမှန်တည်းအားကိုချစ်မြတ်လို့လုပ်ပြီးတော့စင်ရင်မွေးတင်နေကြတဲ့လူတွေနော်မျက်စိပါကြတယ်နားပါကြတယ်အုံနောက်ပါကြတယ်တို့ခွဲကြတတ်ဖို့လိုပါတယ်ကျမတို့ရဲ့နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းကနော်ဂလုံးဦးစောတတ်လို့သိခဲ့ပြီမဲ့သူ့မှာပိုင်ဆိုင်မှုဆိုတာဘာရှိခဲ့လဲသူ့မှာပကတနာဆိုလို့ကြွားဝါခဲ့တာရှိခဲ့သလားကဲကျမမပြောဘဲနဲ့နေတယ်မနေနိုင်လို့ထပြောတာလူဆိုတာကမျက်စိကြက်ကြဲနားကြက်ကြဲနဲ့လူတယောက်ကိုအကောင်ဘက်ကမြင်ကြဖို့ကျမတို့မြန်မာလူမျိုးတွေအားလုံးကျမကပြောချင်ပါတယ်နော်လူတယောက်ကိုအပြစ်ဖို့နေလို့ဆိုရင်ဒီလမ်းကြောင်းကြီးရှေ့ဆက်လို့ရနိုင်သလားဒီစကားကိုနားထောင်လို့ဆိုရင်ရှေ့ဆက်လို့ရနိုင်သလားနော်သူလဲသူ့တန်ရာကိုသူလောက်တဲ့အတွက်သူလောက်တိုင်နိုင်တာပဲဆိုတော့အပေးစကားပြောဖို့ထက်နော်ဒီလူတယောက်ကိုမကောင်းရှုတ်ချပြီးဆဲဆိုပြီးနှိမ်ပြောနေလို့ဘာတွေများရကြတယ်ဘာတွေများအကျိုးဖြစ်ထွန်းလာကြလဲလို့ကျမကမေးချင်ပါတယ်နော်ကျမတို့ဒီအလုပ်ကြီးကိုလုပ်နေကြတာကျမတို့နာမည်ကြီးဖို့လားကျမတို့မိသားစုချမ်းသာဖို့လားကျမတို့ဒီနာမည်ကြီးဂုံတွင်းဂုံဓာတ်တွေတိုင်းသိပြည်သိဖို့လိုပါတလားနော်ကိုနိုင်တဲ့ဘက်ကကိုလုံနိုင်ကြဖို့ပဲလိုတယ်မဟုတ်ဘူးလားဟမ်ဆဲတယ်ဆိုတာအစစ်တမ်းနဲ့အစစ်တမ်းမရှိတာတွေနဲ့မဆိုင်ဘူးလူတယောက်ရဲ့ဗီဇနဲ့ဆိုင်ပါတယ်လို့ကျွန်မထင်တယ်နော်လူတယောက်ကိုကောင်းတဲ့ဘက်ကမေတ္တာစိတ်လေးထားလိုက်ကြရင်ဘယ်တော့အေဂျင့်လိုက်မလဲနော်ဘယ်တော့ထိကိုဘဝလဲ
ညံအေးလိုက်မလဲအခုကြည့်တအားပုတ်တောင်နေဟိုလူကြည့်ဆဲလိုက်ဒီလူကြည့်တယောက်ဆိုင်တယောက်မလို့လို့တယောက်ကိုပေးရင်တယောက်ကမကြည့်နဲ့ဘူးဆိုတဲ့စိတ်တွေကမထားသိမှာဘူးသဘောထားတွေတအားသေးသိမ့်လာပါတယ်လို့နော်စိတ်တဲ့ကောင်းကောင်းလေးထားပါနော်ကိုပေးတဲ့စေတနာတွေကိုပေးတဲ့မေတ္တာတရားတွေကိုပေးတဲ့အကျင့်နာတရားတွေကကိုယ့်စီကိုပြန်ပြီးအေဂျင့်စေပါတယ်လို့ကျွန်မကပြောခြင်းပါတယ်နော်ကိုမှန်နေကြည့်ပြီးတော့ငါတို့လူလောကလာတာလူဖြစ်ရကြိုးလက်အောင်ဘာတွေများငါတို့လုံနိုင်မလဲဆိုတဲ့စိတ်ကိုပဲတွေးပါသူများကိုအပြစ်မချပါနဲ့နော်သူများကလည်းကိုယ်မတိုက်ခိုက်ဘူးသူများကလည်းကိုယ်မဝေဖန်ဘူးသူ့ဟာနဲ့သူနေတယ်သူ့ဟာနဲ့သူစ조사ကြတယ်ပလိုက်တာတွေတပုံကြီးမှန်တာလောက်တဲ့လူကဘသူပြောတာမှဂယူမဆိုင်ပါဘူးလို့ကျွန်မကနောက်ဆုံးအနေနဲ့ပြောကြည့်ပါတယ်ပြောတဲ့လူကတော့အချိန်တည်းတော့မောသွားပါလိုက်မယ်လို့နော်